နာကချင်းလေးညပြေးဖွဲ့ရာဒီချိုလေးချင်ပါချွေအောင်မင်းသမီးလေးပမာပြေးထားဆိုင်ကြည့်လို့အားပေးနေတော့သူ့ကိုတွေ့လာဆိုတော့ဒီချင်းဆုံးမှာသူလေးလက်ကုပ်တီကကိုပြန်ပြုံးကြတော့ကောင်းလို့နေရှာဘုရားမလာလိုက်တာမြင်းမြင်းချင်းချင်မိတာဒီတိတ်ရှိုးလေးပြီးဆုံးသွားမှာလို့ဆိုရင်ဒီပေါ်ပါဒီလေးဒီလိုကိုမောင်းချင်မှာပြုံးလေးတွေအားပေးတယ်လို့ဖြစ်လာတဲ့နေရာဝင်လာပြီးသူပဲတင်ကားဆိုမတော့